Hello，大家好，是我Lin啊，ဒီနေ့မှာတော့ဘယ်နှလပိုင်းဘယ်နှရက်နေ့လဲဆိုတော့မိခွန်းကိုအတူမေးကြပြီးတော့မှရက်တွေလတွေနှစ်တွေကိုဘယ်လိုသုံးလုံးရမလဲဆိုတော့သုံးလုံးကိုလာပြီးမျှဝေပေးတော့မှာဖြစ်ပါတယ်။ဟုတ်ကဲ့ဒီနေ့ကဘယ်နှလပိုင်းဘယ်နှရက်နေ့လဲကို今天几月几号月ကလဖြစ်ပါတယ်။ဟောက်ကကြတော့ရက်နေ့ပေါ့နော်နံပါတ်ရက်နေ့ကိုပြောတာဖြစ်ပါတယ်။几月几号ဘယ်နှလပိုင်းဘယ်နှရက်နေ့လဲဆိုတော့တရုတ်မှာကဒီရက်တွေလတွေနှစ်တွေပြောတဲ့အချိန်မှာနှစ်ကိုအရင်ဆုံးလာပါတယ်အရင်ဆုံးနှစ်ကိုလာတယ်ပြီးမှရွဲ့ဆိုတဲ့လလာတယ်最后呢နောက်ဆုံးကြမှာဟောက်ဆိုတဲ့နေ့ရက်လာတာဖြစ်ပါတယ်ဥပမာဒီနေ့လိုမျိုးဆိုရင်2025年10月29号ဆိုပြီးတော့လာပါတယ်နောက်တစ်ခုပေါ့နော်နည်းနည်းလေးတတိထားရမယ့်ဟာကကြည်ဟောက်မေးတဲ့အချိန်မှာကြည်ရလို့လည်းသုံးကြပါတယ်ဒီရဆိုတဲ့စကားလုံးကခုံယူပြောတဲ့အချိန်မှာစကားပြောလာပြောတဲ့အချိန်မှာတိတ်မသုံးကြပါဘူးခုံယူစကားပြောလာပြောတဲ့အချိန်မှာကြည်ဟောက်ဆိုတဲ့အသုံးလုံးကပုံပြီးသုံးလေးရှိပါတယ်2025年10月29号那你们学会了吗我们再见拜拜